တရားနာယူကြရအောင်တရားဟောခြင်းတရားနာခြင်းမပြုမီတရားရဲ့မူလပိုင်ရှင်ဖြစ်တော်မူသည်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားမိမိတို့နေရာတည်တည်ကနေပြီးတော့လောကလေးတွေခြေ၍အရာစတဲ့ခုံတော်တွေကိုအာယုံပြုပြီးတော့နမောတတ၃ချိန်၃ခါကျော်ပွားသရစေပူဇော်ကြပါကုန်စို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမူလနဗျာသေဇာနခုလေးခုအလွာအင်္ဂါစနမတရားကိုများနေသုံးပါးအစနယမူလာဟောတော်ဝနေကာလသုံးပြခြေရာ20ဤရှိတွေကိုအလွယ်ကြမသိစေအပ်သည်တန်တရာမလောကြောင့်သည်အဝိဇ္ဇာနှင့်တဏှာရင်ခံဥပါဒံခံကြောင့်ယုံနာဘောအမေမမြူညုမအမေအမြဲမပြတ်ဆက်ဆက်သည်ဟာကံရောက်နိုင်ယုတ်နိုင်ယုတ်ကြောင့်ကံအဘံဗံဖြစ်ပြန်ဤအလျောယမသကြောင့်စသည်များကထေရှားပြုဖြင့်စီရင်ပန်စဉ်အကြောင်းရင်ကြောင့်လူနာများစွာတဏဝါတို့ဖြစ်လာရမှုမဟုတ်ဟုဉာဏ်ဖြင့်ရှု၍မျောသာဓုသာဓုသာဓုအလုံးလုံးချီချပြီးတော့မြတ်တဲ့သက်သာတဲ့အစဉ်ပြေတဲ့အရိယာပုံများဖြင့်တရားတော်ကိုစိတ်ချမ်းသာစွာနာယူနိုင်ကြပါပြီမြတ်ဗုဒ္ဓရဲ့သာသနာတော်နှစ်2564ခုနှစ်လူတို့ဟောဟာကိုဇာတက္ကရေ1382ခုနှစ်နရောလဇန်6ရက်ခရစ်တက္ကရေ2020ခုနှစ်ဒီဇင်ဘာလ20ရက်တနင်္ဂနွေနေ့မုဂုတ်ဝိပဿနာအောင်မြေတော်ရဓမ္မရိပ်သာအကြောင်းတိုက်တော်ကြီးအတွင်၌အောင်မြေအကျိုးဆောင်သာသနာပြုအဖွဲ့မှစေရင်ကျင့်ပပြုလုပ်သည့်နှစ်ရက်တာအိမ်တွင်အွန်လိုင်းတရားစခန်းရဲ့နှစ်ရက်မြောက်တဲ့နေ့လယ်ပိုင်းအွန်လိုင်းတရားစခန်းဝယ်ဖြစ်မြောက်အောင်မဒီလူချမ်းရသည့်အလူရှင်မိသားစုများကတော့ကျေးဇူးရှင်မိဘများအားအမှုထား၍ဝိနည်းရှင်ဒေါက်တာဆုစုလွင်ဤ
ဝိဇာတမွေးနေ့အထိတ်မှဖြစ်ဖြစ်ဓမ္မဒါနတရားအလှအမတဒါနအမြိုင်နိဗ္ဗာန်အလှဖြစ်ဖြစ်အလုံးသောတရားကိုချစ်ခင်တရားကိုဉာဏ်တို့တရားကိုတန်ဖိုးထားလိရှိကြကုန်သောနန္ဒရာဤဆွေတော်မျိုးတော်ပေါင်းတို့ဟာဦးဇင်းများဉာဏ်ပြီးသမျှကျေးဇူးဆက်ဟောကြားအပ်သည်စိတ်မနိုင်ရင်ဘဝပြတ်မည်ဘဝပြတ်မယ်လို့အမည်ရတဲ့တရားဒေသနာတော်များဖြင့်ကျေးဇူးဆက်ဟောကြားပေးမှာဖြစ်ပါတယ်စိတ်နဲ့ပတ်သက်တဲ့စိတ်ဓာနုပဒနာလို့ခေါ်တယ်ဒါကြောင့်လူတွေဟာကိုငါတော့စိတ်ထားတွေကောင်းရသားနဲ့ငါအပေါ်မကောင်းကြဘူးလို့တချို့ကဒီလိုထင်ကြတယ်စိတ်ထားကောင်းတယ်ဆိုတာဒီစိတ်ဓာနုပဒနာမရှိဘဲနဲ့တော့ကိုယ်စိတ်ဟာကောင်းတယ်ဆိုးတယ်ဆိုတာမသိနိုင်ဘူးတဲ့စိတ်ကိုအမြဲတမ်းမလုပ်ထားရမလဲလို့ရှုမှတ်ပွားများအထုတ်ထားတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ဟာစိတ်ကိုနိုင်သောပုဂ္ဂိုလ်လို့ခေါ်တယ်စိတ်ရဲ့သဘာဝကိုသိတယ်စိတ်ရဲ့ဖြစ်တာလည်းသိတယ်ပြတ်တာလည်းသိတယ်စိတ်ရဲ့ဖြစ်စဉ်တွေကိုလည်းသိတဲ့အတွက်ကြောင့်မို့လို့တရားသမားကြတော့စိတ်ကိုနိုင်နှင်းသောပုဂ္ဂိုလ်လို့ခေါ်တယ်အမြဲတမ်းတရားအထုတ်တယ်ဆိုတာလေးမှတ်ထားရမှာတရားအထုတ်တယ်တရားဆိုတာစိတ်ကိုဗဟုပြုပြီးတော့ရှုမှတ်ကြရတယ်ကိုယ်ဘာဆိုကြပါစို့တမာရိတီထောင်တယ်လို့ခေါ်တော့တမာရိဆိုတာလေးကစိတ်တွေပဲမပြတ်မလွင်ပဲနဲ့တည်နေတာကိုတမာရိလို့ခေါ်တယ်တရားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာကိုယ်စိတ်ဘာဖြစ်နေသလဲပြန်လွင်နေတဲ့စိတ်ကလေးကိုဘာလုပ်ရသလဲလို့မေးရင်ဝင်လေထွက်လေတည်ဟူသောအာယုံကလေးပေါ်မှာစိတ်ကလေးရောက်အောင်ကပ်ပြီးတော့ဝင်တယ်သိတယ်ထွက်တယ်သိတယ်လို့ဘာလို့ရတယ်မှတ်ရတယ်မှတ်တဲ့အခါကျတော့စိတ်ကလေးဘာဖြစ်သွားတော့ငြိမ်သွားတယ်ငြိမ်တဲ့စိတ်ကလေးကဟိုတွေးဒီတွေးမတွေးတော့ဘူးဟိုရောက်ဒီရောက်မရောက်တော့ဘူးဟိုအာယုံဒီအာယုံတွေပေါ်မှာမကြတော့ဘူးစိတ်ကလေးဘာဖြစ်သွားလဲလို့ထားတဲ့နေရာလေးနေသွားတယ်ဒါကိုဘာနိုင်တယ်လို့ခေါ်တယ်စိတ်ကိုနိုင်တယ်လို့ခေါ်တယ်ဒီလိုပြောတာစိတ်ဓာနုပဒနာရှုတဲ့အခါကျတော့လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်ကလေးကိုဘာလို့လို့ရှုနေတယ်လေကိုထုတ်သောစိတ်လေကိုသွင်းတဲ့စိတ်ကလေးကိုရှုနေရင်ကစိတ်ကလေးတွေရှုနေရင်ကနေလေကိုထုတ်သောလေကိုသွင်းတဲ့စိတ်ကလေးကလည်းသူကလည်းဖြစ်ပြီးပြက်လေကိုထုတ်တဲ့စိတ်ကလေးလည်းဖြစ်ပြီးပြက်စိတ်ကလေးတွေဟာအရှိတရားမဟုတ်ဘူးဘာတရားလဲအဖြစ်တရားလေးအာယုံဒေါရတိုက်ပေါ်ပြောက်အာယုံဒေါရတိုက်ပေါ်ပြောက်ဒါလေးနဲ့စိတ်ကကြိုလဲရှိမနေဘူးအာယုံဒေါရတိုက်တယ်တိုက်လို့ပေါ်တယ်ပေါ်တော့ပြောက်တယ်ဖြစ်ပြက်ဖြစ်ကစိတ်ကလေးအာယုံဒေါရတိုက်လို့ဖြစ်လာတယ်ဖြစ်ပြီးပြက်သွားတယ်စိတ်ကဘာသဘောရှိလဲဆိုမေးရင်အရှိနေတဲ့တရားမဟုတ်ဘူးအဖြစ်တရားလို့ခေါ်တယ်အဖြစ်တရားတွေကဖြစ်ပြီးပြက်ကြရတယ်စိတ်ကိုဘာလို့ထားတာချမ်းသာတာလည်းဖြစ်ပြက်ချမ်းသာတဲ့စိတ်ကလည်းဖြစ်ပြက်ဝမ်းနေတဲ့စိတ်လည်းဖြစ်ပြက်ချစ်တဲ့စိတ်တွေလည်းဖြစ်ပြက်မုန်းတဲ့စိတ်တွေလည်းဖြစ်ပြက်စိတ်တွေကအမြဲထာဝရမရှိဘူးဖြစ်ပြီးပြက်နေကြတယ်လို့စိတ်ကိုဘာလို့ထားလဲတိတိကျကျသိနေတဲ့ယောဂီပုဂ္ဂိုလ်ကစိတ်ကိုစိတ်ရဲ့အလိုမလိုက်တော့စိတ်ကိုမလိုက်တော့စိတ်ရဲ့အလိုမလိုက်တော့စိတ်ရဲ့အဖြစ်ပြက်ကိုယောဂီကမြင်သွားရင်စိတ်ကိုနိုင်ပြီစိတ်နိုင်သွားပြီဆိုတာနဲ့စိတ်ရဲ့ဖြစ်ချင်းပြက်ချင်းကိုသိသွားပြီစိတ်ရဲ့ဖြစ်ချင်းပြက်ချင်းကိုသိသွားတဲ့အခါကျတော့အဲตาရတဲ့လောဘတဏမလာတော့မကျေနပ်တဲ့ဒေါသတရားဒေါသစိတ်မဝင်တော့သူမရှိတော့ရင်ဘဝအေးချမ်းသွားတယ်စိတ်ကိုနိုင်ရင်ချမ်းသာတယ်ဟိုကနက်တက်ကတော့ဒီနေ့ပြောမှကစိတ်မနိုင်ရင်ဘဝပြတ်မယ်လို့ပြောတာစိတ်နိုင်ရင်ချမ်းသာမယ်စိတ်တန်ဒုက္ခဝဟန်လို့ခေါ်တယ်ဒါကနေ့ဒါစိတ်ကြောင်းလေးဘုန်းကြီးတို့ဒါဆွေးနွေးတာဖြစ်ပါတယ်ဒါဆိုတော့မနေ့ကလည်းစိတ်ကြောင်းပြောခဲ့တယ်ဒီကနေ့လည်းစိတ်ကြောင်းပြောကြရမှာပါပသမေရမတိမနောတဲ့ဒီစကားလုံးလေးအလုံးကြားဖို့တယ်
မနောပုထုဇဉ်ရဲ့စိတ်သည်ပါပသမိန်မကောင်းသောအကုသိုလ်ဒုစရိုက်အမှု၌ရမတိမွေးလျော်တယ်မစင်ဝက်ကဘယ်မှာပြောတယ်လဲလို့မေးရင်မစင်ထဲမှာပြောတယ်တဲ့ဝက်ကဘယ်ထဲပြောတော့မစင်စားမှာဝစင်မှုပြောတယ်ကျွေးရဘယ်ထဲပြောလဲလို့မေးရင်ရှော့အိုင်ထဲမှာဖော့အိုင်ထဲမှာပြောတယ်ပုထုဇဉ်ရဲ့စိတ်ကဘယ်ထဲပြောလဲမကောင်းတဲ့နေရာမှာပြောကြတာတဲ့ကြီးခင်ဗျားတို့ကြည့်လို့ပုထုဇဉ်ဆိုတဲ့တတ္တဝါတွေကြံကြည့်အဲ့ဒီမကောင်းတဲ့အလုပ်ငန်းတွေဆိုရင်လေဘာမှသင်ပြီးเสียမလို့အကုန်တက်တာဘာပသမိရမတိမနောမနောပုထုဇဉ်ရဲ့စိတ်သည်ဘာပသမိမကောင်းတဲ့အကုသိုလ်တို့စရိုင်းတရားတွေပေါ်၌ရမတိမွေးလျော်ပျော်ပါ၏နေပါ၏စိတ်ဟာဘာလို့လဲဆိုရင်စကောင်းတာနဲ့သိမပြောဘူးစိတ်မနိုင်တဲ့သူဟာမကောင်းတဲ့နေရာမှာပဲနေတယ်မကောင်းတဲ့အာယုံနဲ့နေတယ်မကောင်းတဲ့စိတ်ထဲမှာပဲမွေးလျော်ပျော်ပိုက်ပြီးတော့နေကြတယ်တဲ့မကောင်းတဲ့အာယုံထဲမှာပဲပြောရတာအဲလိုခုကြည့်ပေါ့ဟိုတရားကလူတိုင်းသိမကြိုက်ဘူးတရားနာဖို့မလွယ်ဘူးတရားထိုင်ဖို့မလွယ်ဘူးတရားအားထုတ်ဖို့မလွယ်ဘူးကျန်တာတွေခင်ဗျားတို့ကြည့်မလားဆွဲเสียမလိုဘူးနားထောင်မလားဆွဲเสียမလိုဘူးပြောမလားပါမလားသွားမလားလှုပ်မလားကြိုင်မလားဆွဲခေါ်เสียမလိုဘူးတဲ့တရားလုံငန်းကြတော့လေမလွယ်ဘူးတရားကြတော့လူတိုင်းမလုံနိုင်ဘူးတရားနဲ့လူတိုင်းကမပြောနိုင်ဘူးဘာနဲ့ပြောတာများလဲလို့မေးရင်မကောင်းတဲ့စိတ်နဲ့ပြောတာဒါကြောင့်တတ္တဝါတွေဟာစိတ်ကိုတဲ့တတိနဲ့မနေတဲ့အတွက်ကြောင့်မို့လို့စိတ်ကိုဘာလို့လိုက်လဲဆိုတော့မနိုင်တော့တတိမပါတဲ့ယောဂီတတိမပါတဲ့လူဟာစိတ်မနိုင်တော့စိတ်မနိုင်ရင်စိတ်အလိုလိုက်တော့တာပဲစိတ်အလိုလိုက်ပြီဆိုရင်လေကောင်းတာဖြစ်ဖို့မလွယ်တော့ကောင်းတာဖြစ်ဖို့မလွယ်တော့ဒါကြောင့်ခင်ဗျားတို့ကြည့်ကွန်ဆွဲတယ်စိလိဆွဲတယ်အရက်ဆွဲတယ်ခင်ဗျားတို့ကြည့်ခင်ဗျားတို့စေးဆွဲတယ်ကြည့်အဲ့ဒါတွေဘီယာဆွဲတယ်လောင်းကစားဆွဲတယ်အပျော်ပါဆွဲတယ်ဒါဘာအလိုလိုက်တာကိုစိတ်ကအလိုလိုက်တော့ဒီထက်မှဆွဲစိတ်ကိုနိုင်တဲ့သူကြတော့ဂိုင်းအရက်တောက်ချင်တဲ့စိတ်ကလေးပေါ်လာတယ်တောက်ချင်တဲ့စိတ်ကလေးပြန်ကြည့်တော့လေတောက်ချင်တဲ့စိတ်ကလေးကလည်းဘာဖြစ်သွားတော့ရှိသေးလားမရှိတော့ဘူးတောက်ချင်တဲ့စိတ်မှမရှိတော့ဘူးဆိုရင်တောက်ပါအောင်မလားမတောက်တော့ဘူးကိုစားချင်တဲ့စိတ်ကလေးဖြစ်လာရင်စားချင်တဲ့စိတ်ကလေးပြန်ကြည့်စိတ်ကလေးပြန်ကြည့်တော့စိတ်ကလေးမရှိတော့ဘူးဆိုသိသွားလိုက်တာနဲ့ကိုစားချင်တဲ့စိတ်ကလေးကဖြစ်ပြီးပြတ်သွားတယ်လို့သိလိုက်တာနဲ့တပြိုင်တည်းတည်းစားပါအောင်မလားမစားတော့ဘူးဒါကြောင့်တခါလေဖြတ်ရင်အဲ့လိုဖြတ်ရတယ်ကြည့်တချို့ကဆေးလေးရောဆေးလေးရောကွန်းတော့နှစ်ပင်လေးနေတာကဆိုတော့တချို့ကဆေးလေးရောကွန်းရောအရက်ရောဘီယာရောနောက်တစ်ခါကမူရည်စေဝါရောကကြည့်တချို့ဆိုရင်က၄၅ပဲလေးနေတာကြည့်သားဘာဖြစ်လို့လဲလို့မေးစိတ်အလိုလိုက်တဲ့သူတွေကစိတ်ကိုမနိုင်တဲ့သူတွေကဘာဖြစ်တယ်ဆိုအဲ့ဒီထဲမှာနှစ်ကုန်ကြတာအရက်ဆွဲတဲ့သူကအရက်သားကောင်ဖြစ်သွားတာပဲမူရစေဝါသုံးဆွဲတဲ့သူကမူရစေဝါရဲ့သားကောင်ဖြစ်သွားတာပဲတကယ်တမ်းတော့တရားသဘောနဲ့စိတ်နိုင်တဲ့ပုဂ္ဂိုလ်တရားနဲ့နေတဲ့ပုဂ္ဂိုလ်တရားနဲ့အမြဲတမ်းကျင့်တဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ကိုပြန်ကြည့်တာကိုယ်စိတ်ပြန်ကြည့်တော့ပေါ်ယုံပြောက်မယုံပေါ်ယုံပြောက်ယုံရှိမနေဘူးတဲ့ထင်ယုံတတ်ကလေးပဲငါစိတ်ငါမရှိပါတဲ့ဘယ်မှာလဲငါစိတ်ငါမရှိပါထင်ယုံတတ်ပဲတဲ့ဘယ်မှာလဲငါစိတ်ပြန်ကြည့်ကိုယ်စိတ်ကိုပြန်ကြည့်စိတ်ကိုဘယ်ဒီဂရီနဲ့မှတိုင်းတာလို့မရဘူးစိတ်ကလေးကအကောင်လားမဟုတ်ဘူးတတ္တဝါလေးလားမဟုတ်ဘူးပုံသဏ္ဍာန်လေးလားမဟုတ်ဘူးအဆိုင်ခဲလားမဟုတ်ဘူးအာယုဒ္ဓရတိုက်ပေါ်ပြောက်အာယုဒ္ဓရတိုက်ဖြစ်ပြက်ဒါလေးပဲရှိတယ်စိတ်ကိုပြန်ကြည့်အဲ့ဒါကြီးကိုจิตတော်ကဘာလို့ကိုပြောလို့မကျေနပ်ဘူးဒီကောင်မကျေနပ်ဘူးဆိုဟောမကျေနပ်တဲ့ဒေါသစိတ်ကလေးကပေါ်ပြီးပျောက်သွားတာကိုจิตတော်ကမပြီးနိုင်မစည်းနိုင်ဘာလို့လဲဆွဲဆန့်တာဆွဲဆန့်တော့သူမကျေနပ်ဘူးသူမကျေနပ်ရင်ငါသူ့ဘယ်လိုလုပ်မလဲဆိုတဲ့နောက်က
မကျေနပ်တဲ့ဗါတဲ့တော့စိတ်တွေရဲ့နောက်ကနေဘာဖြစ်သွားလဲလို့မေးအာဃာတတွေဖြစ်လာတယ်ဒေါသကနေအာဃာတဖြစ်အာဃာတကနေလွန်ကျူးတော့ဘဝပြတ်တဲ့ဒီဖြစ်သွားတာဒါအရေးကြီးတယ်ပဲတော့စိတ်ကိုအမြဲတမ်းမကြည့်ရင်သူတော်ကောင်းလို့ပြောလို့မရဘူးစိတ်ကိုအမြဲတမ်းဘာလို့ရလဲကြည့်နေရတယ်ကိုယ်စိတ်ကလေးပြန်ကြည့်လူတယောက်ကောင်းချင်ရင်ဘာလို့ရမှာလဲဆိုရင်စိတ်လေးအတက်နိုင်ဆိုဘာလို့တာလဲနိုင်နေတဲ့သူမှသာလေလူကောင်းလို့ခေါ်လို့ရတာစိတ်မနိုင်ရင်ဒီကနေ့သူတော်ကောင်းကြီးပဲနောက်နေ့ထောင်ထဲရောက်သွားတယ်ဘုန်းကြီးတို့တွေ့ဘူးတယ်တောင်တကုံမှာတွေ့ဘူးတယ်ဟာတက္ကကြီးဥပုသ်ဆောင်သွားတယ်ဘုန်းကြီးကျောင်းဟိုတက္ကမကြီးကပြောတာပေါ့ရှင်းနေဘုန်းကြီးကပြေးနေတယ်ရှင်းကမသွားဘူးကျမပဲသွားနေတော့အာနာတယ်တစ်ခါတလေသွားအောင်ငါသွားတာရေမကြည့်မင်းကအဲ့လိုဘလို့ဖြစ်တယ်ဆိုတော့သွားတာမင်းဘလို့ညာလို့မင်းငါမရှိရေခက်သူပါသူဥပုသ်ကပြန်လာတာကဲဥပုသ်ကဆောင်းပြန်လာတာပဲဥပုသ်ဆောင်းနေဆိုတော့ကုသိုလ်လုပ်တာပဲအိမ်ပြန်ရောက်တော့ကတော့ကဆဖြစ်ပြီရှင်ရလဲတခါတလေသွားတာဖြစ်တိပြတ်တော့ဘာညာမင်းကငါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကဲစကားများတော့ရှိတဲ့အလေးကြီးအလေးနဲ့လှမ်းပြလိုက်တာဟိုကလည်းအလေးနဲ့လှမ်းပြတော့ရှောင်လိုက်တော့မှပဲထိတ်တိုက်တွေ့တာနောက်စီသွားမှန်တော့ချက်ချင်းပဲသေရောကဲဥပုသ်တယ်ဆိုပြီးတော့ကဲခမရတို့ကျက်တို့ရာဇဝမှုကလည်းခွင့်လို့ပဲရမှာတော့သူကဥပမကတော့ဘာနေလေသူအပြည့်ကျူးလို့ရင်သွားတောင်းနဲ့သွားပါပဲဒါပြောတာဆိုတော့ကဒကာကြီးတွေဒကာမကြီးတွေတစ်ခါစိတ်ကိုအလိုလိုက်လို့ရှိရင်ကိုယ်အနေနာလူပါရန်လို့ချင်လာတာကိုယ်အနေနာလူတွေကိုမကောင်းဘူးလို့ပြောချင်လာတာဒါကြောင့်ဒကာကြီးတွေဒကာမကြီးတွေတရားအထုတ်တဲ့နဲ့တရားလှုပ်တဲ့နဲ့စိတ်ကိုပြန်ကြည့်တဲ့နဲ့စိတ်ကိုအမြဲတမ်းလွတ်မထားကြနဲ့ဒါဆိုတော့စိတ်ကိုမနိုင်တဲ့သူကဘာဖြစ်လာလဲဆိုရင်စိတ်ရဲ့ဆောင်ရနောက်ကိုလိုက်တာစိတ်မနိုင်ရင်ဘာဖြစ်တော့စိတ်လိုလိုက်တော့တာပဲစိတ်လိုလိုက်ရင်ကောင်းတာဖြစ်ဖို့မလွယ်တော့ကဲကြည့်ဘောတကယ်ခင်ဗျားတို့ကကွန်ဆွဲရောစိတ်လေးတော့စိတ်လေးဆွဲရကဲပြန်ကြည့်ကိုယ့်ကိုဖြတ်ရတာနော်ကျွန်တော်လည်းရင်တော့ကိုယ်နေပါလေစိတ်လေးပါလှုပ်တယ်နောက်ပိုင်းကိုယ်စိတ်ကိုယ့်ကိုဖြတ်ပြတယ်ဖြတ်တယ်ပြက်သွားရောကဲဘာပြန်ကြည့်တော့ခင်ဗျားတို့တချို့ကစိတ်လက်ကမကောင်းဘူးဆိုဘာလို့တော့ကွန်းသွားဆွဲတော့ကွန်းလဲဆွဲစိတ်လက်ကလည်းမပြတ်တချို့လည်းစိတ်လက်ကပြတ်သွားကွန်းဆွဲနေခဲ့ရောကဲကြည့်ကွန်းစားတာမကောင်းဘူးဆိုတော့ဗလာရှင်သွားဝါတော့ဗလာရှင်ဆွဲနေရောကွန်းစားပြီးကဲဝါတယ်ဆိုပြီးကဲဝိုင်းနဲ့ပြီးကဲသွားဆွဲရောခင်ဗျားတို့အဲ့လိုလိုက်ပြောင်းနေလို့မလွယ်ဘူးဘာပြန်ကြည့်လဲစိတ်ကိုပြန်ကြည့်စိတ်ကိုကြည့်လေစိတ်ကိုနိုင်လေပဲဟောစိတ်ကိုနိုင်တိကနေပြတ်သွားရောစိတ်လေးတောက်ချင်တဲ့စိတ်ကလေးပြန်ကြည့်ရှိသေးလားရှိတော့တောက်ချင်တဲ့စိတ်မှမရှိရင်တောက်ပါဦးမလားမတောက်ဘူးဘာစိတ်ကလေးရှိနေလို့တောက်နေတာတောက်ချင်တဲ့စိတ်တောက်ချင်တဲ့စိတ်ကလေးရှိနေလို့တောက်ဖြစ်နေတာတောက်ချင်တဲ့စိတ်ကလေးပြန်အကဲခတ်ကြည့်ဒါဘာလို့တော့လဲစိတ်ကိုရှုတာနေကအပြောလိုက်ရှာတဲ့ပုဂ္ဂိုလ်တွေကိုယ်စိတ်ကလေးပြန်ကြည့်ဘယ်သွားခြင်းနဲ့ညာသွားခြင်းနဲ့တွားခြင်းနဲ့လွှားခြင်းနဲ့ဆိုတဲ့စိတ်ကလေးကိုအဲ့ဒီတွားခြင်းနဲ့စိတ်တွေဖြစ်တဲ့ဒီရုပ်ကြီးနောက်ကလိုက်ရတာအဲ့ဒီစိတ်ကလေးကိုပြန်ကြည့်အဲ့ဒီတွားခြင်းနဲ့စိတ်ကလေးပြန်ကြည့်တော့တွားခြင်းနဲ့စိတ်ကလေးကရှိသေးလားမရှိတော့တွားခြင်းနဲ့စိတ်ကလေးမရှိတော့ရင်သွားပါဦးမလားသွားတော့ကြောင့်ကဲစားခြင်းနဲ့စိတ်ကလေးမရှိရင်စားပါဦးမလားမစားတော့အိတ်ခြင်းနဲ့စိတ်ကလေးမရှိအိတ်ပါဦးမလားဘယ်စိတ်ကလေးပြန်ကြည့်တယ်ဖြစ်ပေါ်တဲ့စိတ်ကလေးတွေကိုပြန်ကြည့်စိတ်ကိုကြံကြည့်တဲ့အလေးအကျင့်ကနည်းနေတာဘာကိုကြည့်တဲ့အလေးကျင့်နော်စိတ်ကိုပြန်ကြည့်နေတဲ့အလေးကျင့်လေးကနည်းနေလို့ဘာဖြစ်တော့ကဲအဲ့ဒါတွေဖြတ်လို့မရတာဘဝပြတ်တဲ့အထိကြီးကဲကျတို့ရင်းနေတဲ့ဒကာကြီးတယောက်ရှိတယ်ဆရာကပြောတယ်ခင်ဗျစိတ်လေးမတောင်းနဲ့ယောဂဖြစ်နေပြီခင်ဗျကျွန်းနေပြီခင်ဗျယောဂအဲ့ဒါဒကမကြီးကပြောတယ်ဆရာတော်အဲ့ဒါနည်းနည်းပြောပေးသားမအောင်ဆိုကျုပ်တီလာတော့ကျုပ်ကပြောတယ်ဒကာကြီးမလုံနဲ့လေဘာလို့ပြောလဲဆိုဘုန်းကြီးတားမနေနဲ့တဲ့ဓာတော့ပြီးတော့သေတော့မယ်တဲ့ကာကြီးကျန်တာတွေအကုန်ကောင်းတယ်နော်ကျန်တဲ့လုပ်ငန်းတွေအကုန်လုံးဘာဖြစ်တော့ကောင်းပေမဲ့လို့
ကံတဲ့လုပ်ငန်းတွေကတော့ကောင်းပေမဲ့လို့အဲ့ဒီစိတ်ကလေးကိုပြန်မကြည့်တဲ့အခါကျတော့မကောင်းလို့လူတွေကတားတယ်တားပင်တားညာတော့လည်းပဲသူများတားပေမဲ့လို့ကိုယ်စိတ်ကမနိုင်တဲ့အတွက်ကြောင့်မို့လို့အဒီစိတ်လေးမတော့နဲ့လို့ပြောလေမရတော့ဘူးဒါကြောင့်ဒကာကြီးတွေဒကာမကြီးတွေကိုစဉ်းစားကြည့်ပေါ့သူဘယ်သူကနိုင်သွားလဲလို့မေးရင်အဲ့ဒီစိတ်လေးကနိုင်တာမဟုတ်ဘူးဆွေးလေးပေါ်မှာဆွဲတဲ့ကဲဒီစိတ်ကလေးကိုဘာဖြစ်သွားတော့မနိုင်တာဘယ်သူကမနိုင်တာလဲလို့မေးရင်အဲ့ဒီစိတ်ကလေးမနိုင်တော့တာမနိုင်တဲ့အခါကျတော့ကဲဘယ်သူမှမတားလို့မရဘူးတားလို့မရတာတွေခဏထားအောင်သူ့ဒကမာကြီးလည်းမှားထားတယ်ငါမြတ်ဆိုလို့ရှိရင်တဲ့ငါခေါင်းထဲကိုစိတ်လေးဘူးလေးပါထည့်ပေးတဲ့ခိုင်းဓာတ်ပုံလေးချင်းမှာမကြစိတ်လေးညှိပေးပြောတာခိုင်းကြီးတဲ့အစွဲရစိတ်ကိုမနိုင်တော့ဘာဆွဲသွားလဲစိတ်ကိုမနိုင်တော့စိတ်လေးဆွဲသွားတယ်အစွဲတရားဟာဥပါဒဏ်တော့အစွဲရအဲ့ဒီစိတ်နဲ့အစွဲနဲ့သိရင်အစွဲကြီးရင်တရေကြီးပဲဒါကြောင့်တခါတချို့ပြောတယ်မလားတခါလေးတရေကြီးကမီးထိုင်စိတ်လေးတွေထိုင်ဖွာနေတယ်ဆိုရင်ဗာစိတ်လေးဆွဲလို့နေမှာပေါ့ဒါဆိုတော့စိတ်ကိုအလိုလိုက်ရဲကနေဘာဖြစ်သွားတော့အစွဲနာသွားတယ်ပေါ့ဒါဆိုရင်ဖြတ်လို့မရဘူးလားမေးရတယ်ဒါဆိုရင်တောက်ချင်နေတာဘယ်မှာဖြစ်တာတော့ပါဇက်ကဖြစ်တာလားစိတ်ကဖြစ်တာလားစိတ်ကဖြစ်တာတောက်ချင်တဲ့စိတ်ကလေးပေါ်လာလို့ရှိရင်လွတ်ထားရမှာလားကြည့်ရမှာလားကြည့်ပြန်ကြည့်တစ်ခါကြည့်လို့မရနှစ်ခါကြည့်ထက်ခါကြည့်တဲ့အခါကျတော့အဲ့ဒီတောက်ချင်တဲ့စိတ်ကလေးပြန်ကြည့်တော့တောက်ချင်တဲ့စိတ်ကလေးကကြည့်လိုက်တာရှိသေးလားရှိတော့ကြည့်တယ်ရှိသေးလားရှိတော့ကြည့်တိုင်းဘာတွေ့တော့တောက်ချင်တဲ့စိတ်လေးတွေတော့ရှိသေးလားမရှိတော့တောက်ချင်တဲ့စိတ်မှမရှိရင်တောက်ပါဦးမလားမတောက်တော့တောက်ချင်တဲ့စိတ်မှမရှိရင်တောက်ပါဦးမလားမတောက်တော့အဲ့ဒီစိတ်ကလေးတွေပြန်ကြည့်တော့ဟောတောက်ချင်တဲ့စိတ်ကလေးကလည်းဖြစ်ပြီးပြတ်သွားတယ်တရားရှုတာအဲ့ဒါတရားရှုတာစိတ်ဓာနုပဒနာရှုတယ်လို့ခေါ်တယ်တောက်ချင်တဲ့စိတ်ကလေးရှုလိုက်တဲ့အခါကျတော့တောက်ချင်တဲ့စိတ်ပေါ်မှာตายရတဲ့လောဘလာသေးလားမလာတော့ရင်လောဘစိတ်ကလေးချုပ်သွားလားချုပ်သွားတယ်တောက်ချင်တဲ့စိတ်ကလေးချုပ်သွားတော့ตายရတဲ့စိတ်လည်းချုပ်ပြီအဲ့ဒါပဲတချို့ကဘာလို့လဲဆိုတိကနေမဖြတ်နိုင်ဘူးစိတ်ပဲဒါကြောင့်ဘာလို့လဲမပြတ်နိုင်ရင်လေသာသမီဘောကိုကမပြတ်နိုင်ချွေးမဘောမပြတ်နိုင်တမတ်ဘောမပြတ်မြီးဘောမပြတ်နိုင်ပစ္စည်းဘောမပြတ်နိုင်ရင်ဘာလို့လဲဆိုမပြတ်တာဘယ်မှာဖြစ်တာတော့စိတ်မှာဘာပြန်ကြည့်စိတ်ပြန်ကြည့်ဘာပြန်ကြည့်လဲစိတ်ပြန်ကြည့်စိတ်ပြန်မကြည့်ရင်စိတ်နိုင်ပါမလားမနိုင်ရင်ဘဝပြတ်တဲ့အထိဘဝအပြတ်ခံပြီးတော့ကိုအသေးခံပြီးတော့လှုပ်တာအသေးခံပြီးတော့လှုပ်တာတခါတလေတချို့ကဒါလေးကိုပေါ့လေးထင်တာနော်သူတော်ကောင်းတွေပတ်တာစိတ်ကိုပြန်မှမကြည့်ရင်လေဘာဖြစ်တယ်လို့ဆွဲသွားတတ်တယ်တခါတလေဘာမှမဟုတ်တာလေးကိုအမှတ်တမဲ့မလုပ်နဲ့စိတ်ကိုပြန်ကြည့်တခါတလေ TV ဇာတ်ကားလေးကြည့်အဲ့ဒါလေးကြည့်ပါများတာတော့ဘာဆွဲသွားရောကြည့်လို့မကြည့်ရရင်မနေနိုင်တော့စိတ်တွေကိုယ်စိတ်ပြန်ကြည့်အဲ့ဒီလားကြည့်ချင်တဲ့စိတ်ကလေးပြန်ကြည့်လိုက်ဘာမှမဟုတ်ပါဘူးလို့သိသွားလိမ့်မယ်အသိသွားလိုက်တာနဲ့အဲ့ဒါကြီးကိုမကြည့်ဖြစ်တော့ဘူးသူဘာကိုပြန်ကြည့်လဲစိတ်ကိုပြန်ကြည့်တယ်စိတ်ကိုနိုင်ခြင်းတတိကံထားဟောဘာကံထားလဲတတိကံထားမကံထားရင်အဲ့ဒီစိတ်တွေနောက်မှာလူတွေကလာမလုံးနဲ့ဆိုလှုပ်တယ်မသွားနဲ့ဆိုသွားတယ်မစားနဲ့ဆိုစားတယ်မတောက်နဲ့ဆိုတောက်တယ်ကိုစားတာလည်းဒီတိုင်းပဲ
တပြေးပြေးနဲ့ဘုန်းကြီးကျောင်းရောက်လာတဲ့တခါတည်းကြည်ဖျားပေါ်လဲထွေးတာပဲဘုန်းကြီးကျောင်းရောက်လဲထွေးတာပဲကြည်ကိုယ်စိတ်ကကိုမပြတ်တော့ဟိုနှမ်းထွေးဒီနှမ်းထွေးတော့ကဲကျောင်းတွေမှာပြက်စီးတော့ဘာဖြစ်သွားလဲလို့မေးတန်ကြီးကကျောင်းတွေများသွားပြက်စီးသွားအကုသိုလ်ဖြစ်ပြီကဲကျိုက်လို့တောက်တာတော့မှန်တယ်ဟောအကုသိုလ်ဖြစ်ပြီဖျားတလင်းကျောင်းတလင်းတွေပေါ်မှာဘာဖြစ်သွားတော့ကွန်းသွေးတွေနဲ့ကဲဘာဖြစ်တော့စိတ်ပြန်ကြည့်ဒီလိုကြောင့်ကိုဒုလဘဝှက်တယ်သမီးဖြစ်သူကသူသားဖြစ်သူကိုဘုန်းကြီးကွန်းလေးပါလေးပြတ်တော့အောင်ဆိုကွန်းကလည်းတောက်လျှောက်စားတာအိတ်တဲ့ချိန်လေးပဲမစားတာအဲ့ဒါအမေဖြစ်သူကရိတ်တာဝင်တော့ပျောက်မှာပဲဆိုအဲ့ဒါနဲ့သူချွေးမလည်းရိတ်တာဝင်သူကဘုန်းကြီးဝင်တော့သူချွေးမခိုးပြီးတော့ဝယ်ကျွေးတော့အဲ့စိတ်ဆိုးကြတယ်ဟောလည်းဘလို့ဖြတ်မှမသိဘူးအမေဖြစ်သူကလည်းဗါလေဘုန်းကြီးဝင်ပြတ်မှာပဲလို့ထင်တာနော်ဘုန်းကြီးဝင်တယ်ပြတ်ပါမလားမပြတ်ဘူးအဲ့ဒီကိုစားတဲ့ကိစ္စကိုပြတ်ချင်ရင်ဘာနဲ့ဖြတ်မှာတော့ဘယ်မှာဖြစ်တာတော့စိတ်မှာဖြစ်တာစိတ်ကိုပြန်ကြည့်ရမှာကိုယ်စိတ်ကိုပြန်ကြည့်ဆိုတော့အဲ့ဒုလဘဦးစင်းလေးကပြောတယ်တပည့်တော်အမေလည်းစိတ်ရပါတယ်တပည့်တော်ဒါလုပ်နေတာဆိုတော့အဲ့ဒါလေးဘယ်လိုလုပ်ရမလဲဘာမှမလုပ်နဲ့ဦးသိန်းစိတ်ကလေးပြန်ကြည့်စမ်းလို့ကရင်ချင်းတဲ့စိတ်ကလေးပြန်ကြည့်လို့ဟောတရားရှိဝိသားလည်းဖြစ်စိတ်ကလေးပြန်ကြည့်တဲ့အခါကျတော့ပေါ်ယုံပြောက်ယုံစိတ်ကလေးကဘာပဲရှိတော့ပေါ်ယုံပြောက်ယုံကလေးပဲခုပေါ်ခုကြည့်ခုပေါ်ခုကြည့်ခုမရှိဉာဏ်သိခန္ဓာတွေအခုပေါ်အခုကြည့်ခုမရှိဉာဏ်သိချမ်းသာတွေဟောဒါကြီးမရှိတော့တောက်ကျင်တဲ့စိတ်စားကျင်တဲ့စိတ်ကလေးကိုပြန်ကြည့်တော့တောက်ကျင်စားကျင်စိတ်ကလေးပေါ်လာတယ်ပြန်ကြည့်ရတော့ရှိသေးလားမရှိတော့ဘာဖြစ်သွားတော့မရှိတော့စားဖြစ်သေးလားမစားသေးလေချမ်းသာလေးပဲခုပေါ်ခုကြည့်ခုမရှိဉာဏ်သိချမ်းသာနေတဲ့ချမ်းသာလေအလေးကျင့်တော့စိတ်ကိုအလေးမကျင့်တော့အဲ့ဒါနဲ့ဦးစင်းကအဲ့ဒါပထမတော့9ရက်နဲ့ရှုကြည့်တယ်မရတော့9ရက်တိုးတယ်9ရက်နဲ့ကျွန်တော်17ရက်ဝက်သွားတယ်ကွန်းပြတ်သွားတယ်အိမ်ရောက်တော့လည်းဘာလုပ်လဲဆိုရင်ဘုန်းကြီးပြောတဲ့အတိုင်းပြန်ကြည့်တော့ခုမစားဖြစ်တော့ဘူးဒါဘယ်မှာဖြစ်တာတော့စိတ်မှာဒီစိတ်ကလေးကိုပြန်ကြည့်ဘုန်းကြီးတို့ဟိုတောင်တကုံမှာတခါကြီးတယောက်ကျွတ်တို့နဲ့ရင်းနေတယ်ဖုတ်တန်းချစ်တယ်ဖုတ်တန်းချစ်ကကျွတ်တို့ဆရာဘုန်းကြီးနဲ့ရင်းနေတယ်အကျိုးနေတဲ့အဆောင်ဘေးမှာသူကအခုလိုစနေတနင်္ဂနွေနေ့ညဆိုရင်12နာရီတနာရီတခါလေအင်္ဂါဘုရားညတွေဆိုချန်ပီယံလိပ်တွေပါလေဘလုံးပွဲရှိတဲ့နေ့ဆိုရင်သွားလက်ဖိတ်ဆိုင်သွားကြည့်တာသူ့အိမ်ကနေကြောင်းဖြတ်သွားတာကြောင်းပေးရတယ်ခေါ်ပတဲ့တန်ကြားလိုက်တာနဲ့မနက်မိုးလေးအဲ့ဒါဘယ်သူလဲလို့မေးရင်ဖုတ်တန်းချစ်ပဲဘာသွားလို့လဲဆိုတော့အဲ့ဒါဘလုံးပဲသွားကြည့်တာသူ့အသက်သွားကြည့်တော့လေ82နှစ်ဖြစ်ပြီကဲနေခဲ့ကြတော့ဘုန်းကြီးကတရားလာထိုင်ဖို့ပြောတယ်သူကဘာပြောလဲဟာကိုတော့လောကလည်းအသက်ကကြီးမလုပ်နိုင်ပါဘူးကိုတော့တရားသူများတွေစားတော့ပြီးတော့ယောဂီဆိုတော့သူများတွေစားတော့အလုပ်လုပ်မှာကိုကမလုပ်နိုင်ဘူးအသက်ကကြီးပြီတဲ့မွေးစားသားနဲ့နေတာသူတို့ကြွေးတာစားနေရတာပဲဆိုတော့အိမ်သွားကြည့်သူ့အိမ်အောင်မှာနေတိုင်းဖဲဝိုင်းရှိတယ်ဖဲရိုက်နေတာကကြီးဘာနဲ့ပြောလဲဒီသက်ဒီရွယ်ကြီးနဲ့ကြီးတို့ဘုန်းကြီးကပြောတယ်ဖုတ်တန်းချစ်လာသမှာမဖို့လဲပေးပါမယ်တရားလေးလည်းလာထိုင်ပါတဲ့ဘာပြောလဲဆိုတော့ကိုတော့အလောက်ကတဲ့ဘာတော့ဆိုစိတ်မငြိမ်ဘူးတဲ့ဒီလောက်ကပဲစိတ်ငြိမ်နေဆိုအဲ့ဒါဖဲချစရာမရှိရင်လည်းမရနှစ်ယောက်ဖဲချနေရောပဲဒါပဲဒီအလုပ်ပဲတနေ့ကင်းလုံးလဲလူတွေ့တာနဲ့ဒီဝိုင်းပဲဒါပဲလုပ်နေကြတာကန်ကြည့်ညကြတော့လဲဘာဖြစ်တော့ညကြတော့ဒီကလေးဖွဲ့ဟိုကြည့်ဒီကြည့်ဂျာနဲ့အိတ်မနေ့ကလည်းဟိုချက်ဒီချက်ဟိုပြုတ်ဒီပြုတ်လို့ကြည့်ဘောပွဲရှိဘောပွဲကြည့်အဲ့နေတော့သူ့ဒကမအရင်ဆုံးတယ်ကျတို့ဆရာဘုန်းကြီးကျောင်းနဲ့ကက်ရဖဲလမ်းပဲခြားတာတရားနာမှာတရားထိုင်မှာဆိုဘာပြောလဲအကြောင်းမျိုးပြတာကောင်းကလေးတဲ့ရှင်ဘုရားလွယ်တာမှတ်လို့တဲ့သူများကစားပြီးသွားရင်လွယ်တာမဟုတ်ဘူးတဲ့ကိုတော်တို့ကဤသီးသားဝယ်လဲဆိုတာသိတယ်တရားလည်းထိုင်အောင်မတရားမထိုင်အပြစ်ကြီးတယ်တဲ့ကန်ကြည့်အကြောင်းမျိုးတွေပြတာတရားတိုင်မှာဆိုတော့မထိုင်ဘူးတရားလုပ်မှာဆိုမလုပ်ဘူးရတဲ့ရွာထဲမှာဒီလိုနဲ့ပဲလာနဲ့နေအချိန်ကုန်အချိန်ရှိချက်ခါရှိဘာလို့လဲနေကင်းပြင်းဘာလို့လဲလူစုတာနဲ့အဲ့ဒါဘာလို့နေတော့ဆိုကန်ဒီ
ဒီဖက်ရနေတာဒီဟာဒါပဲလုပ်နေတာဒါနဲ့ပဲတနေ့ကုန်မှမသိကုန်ရတဲ့ညနေချက်ပြုတ်ကျွေးရစားတော့ဒီနေကညကျတော့ TV ကြည့်အိတ်ဒါပဲကြည့်ဒီလိုပဲနေတော့ဒီကမကြီးဆုံးတယ်ဆုံးလဲဆုံးရသူ့အမျိုးသမီးကိုသူ့တခါကြီးကိုမှားခဲ့တာမသိခင်လေးနဲ့ယောက်ျားတော့တဲ့ငါသိလို့ရှိရင်လည်းဘာမှမလုပ်နဲ့တဲ့ဖဲတုတ်ကလေးပါဘာလို့လဲအခေါင်းနဲ့ထည့်ပြလိုက်တဲ့ငါလုံးဖို့တစ်ချင်းလေးဖွင့်ပေးပြီးတော့ငါသုတ်တံပို့ပေးလားတင်ရန်ကုန်ပို့ပေးလားဒီလိုပြောခဲ့တာမှားခဲ့တာကြည့်အဆွဲစိတ်ကိုလေတတိတိဟုသောတရားနဲ့မနေဘူးဆိုရင်လေထင်တိုင်းနေတော့တာမြင်နိုင်ခဲ့စွာလင်းမြန်းလာ၍သူကြလို့ရာကြတတ်ပါသည်ဗမာမြောက်နိုင်စိတ်စင်ရိုင်းကိုစိတ်ကသိမ့်မွေ့တယ်မြင်လို့လွယ်လားမလွယ်ဘူးလင့်ကောမလင့်မြန်ဘူးလားသူကြလို့ရာကြတတ်ပါသည်သူကြခြင်းတဲ့အချိန်ခုဖြစ်ခုထသွားခုစားခုတွေ့ခုစားစိတ်ကသူကြခြင်းတဲ့နေရာကြတာသူကြတဲ့အာယုံနဲ့နေတော့တာမြင်နိုင်ခဲ့စွာလင်းမြဲလာ၍သူကြလို့ရာကြတတ်ပါသည်ဗမာမြောင်နိုင်စိတ်စင်ရိုင်းကိုထူတိုင်းချွေချွတ်တင်တိုင်းညို့၍အဲစိတ်ကဘာနဲ့တူလဲလို့မေးမြောက်လို့ပဲခဏမငြိမ်ဘူးစင်ရိုင်းကြီးလိုပဲအားရင်သိကြီးတယ်သူခိုင်းရင်လေသူပါလာရင်လေရုပ်ကနောက်ကလက်ကိုလိုက်ရတာသူကခိုင်းပြီဆိုရင်မလဲနောက်ကလိုက်ကိုလဲရတော့တာမြောက်လို့ပဲစိတ်ကစင်လိုပဲတဲ့စိတ်ကစင်ရန်ကြီးလိုပဲတဲ့မြောက်လိုပဲတဲ့စိတ်ကဘာလုပ်နေလဲထင်တိုင်းဘာလုပ်နေတော့သွားချင်တာသွားလှုပ်ချင်တာသွားသိကလည်းမြန်တယ်မြင်လဲမြင်ရတာမဟုတ်ဘူးတဲ့လူလည်းနုညံ့တယ်တဲ့ဒီစိတ်ကလေးကြီးတဲ့အဲ့ဒီကမာကြီးအဲ့ဒါသူသေးတော့အဲ့ဒါဘုဒ္ဓချက်ကိုကျွတ်တို့ဘုန်းကြီးပြောတယ်တခါကြီးခင်ဗျားတရားလေးလုပ်ပါလို့ပြောတော့ तू ကအကြောင်းပြတာအဲ့လိုပြတာမလုပ်ဘူး तू ကဒါအခုဆောင်ဆိုလဲမကောင်းတဲ့လို့ဆိုအကြောင်းလားဥသီလယူတန်းပြေးတာပြေးတော့ပြေးတာကဘာမှမမေရမဟုတ်ဘူးအိမ်မှာလဲလှုပ်ရှိလို့လားလည်းမဟုတ်ဘူးတရားလုပ်ပါလို့ပြောတချို့ကအားလို့ကိုမလုပ်ရတာတချို့ကလည်းကိုအားရဲ့သားနဲ့ကိုမလုပ်ချင်တာဖုဒ္ဓကြီးဒေဂန်ကြီးကြတော့သူသားကိုပြောတယ်သူသားကျတို့ပြောပြတယ်သူသားငါသေးရင်ကွာတဲ့မင်းမှတ်ထားတဲ့သူကညာတိုင်းမယူဘဲနေဆိုသွားကြည့်တာငါမြတ်ဒေဂန်ကြီးကြရင်ဖုတ်လိုက်ဖြစ်လို့ဆက်ငင်ဖြစ်လို့အသက်မထွက်ဘူးဆိုရင်ငါနာကပ်ပြီးអော်ပေးတဲ့သူသားမှားခဲ့တာဘလို့អော်မှာတော့ဖေးရဲ့မွေးစားသားကိုမှားခဲ့တာဘလို့អော်မှာလဲဘာမှអော်မနေနဲ့အနမ်းကြမှာငါဆက်ငင်ဒေဂန်ကြီးအသက်မထွက်တော့တဲ့သင်္ကန်းကြီးဆက်ငယ်ဖြစ်နေအဲ့ဒီနာကပ်ပြီးတော့ကိုမန်ယူကိုလို့သာလှုပ်လိုက်တော့တကယ်မန်ယူပါလိုက်တာမန်ယူကိုပြီးဆိုလိုက်တော့ဆိုတော့ကဲအဲ့လိုပြောတော့ကကြီးစမ်းဘလောက်ဆွဲတယ်လဲဆိုတာကြည့်စိတ်ကဘာလုပ်လဲဒီတိုင်းထင်တိုင်းလှုပ်တဲ့အခါကျတော့အစွဲကဘာလဲတော့အစွဲတရားကတတိတိဟုသောတရားနဲ့မနေဘူးဆိုရင်ဘာဖြစ်တော့မနေဘူးဆိုရင်စိတ်အလိုလိုက်တော့တာစိတ်လိုလိုက်ရင်ဘာဖြစ်သွားလဲဆိုရင်အဲ့ဒီအာယောတွေပေါ်မှာဆွဲနေတော့တာဒါကြောင့်တတိကိုကံစိတ်ကိုနိုင်ကြံခိုင်စွမ်းအင်ပြတော့သည်တတိကိုစိတ်ကိုနိုင်တာတတိတစ်လုံးပဲရှိတယ်ဘာတစ်လုံးတတိတတိကိုကံစိတ်ကိုနိုင်ကြံခိုင်စွမ်းအင်ပြေတော့သည်စိတ်ကိုနိုင်တာတတိပဲခုစိတ်ကလေးပြန်ကြည့်သူ့ချစ်ပါတယ်ဆိုတဲ့စိတ်ကလေးပြန်ကြည့်ချစ်တဲ့စိတ်ကလေးကလည်းဖြစ်ပြီးပြတ်သွားတာပဲဘယ်မှာလဲမုန်းတဲ့စိတ်ကလေးပေါ်သူမုန်းတဲ့စိတ်ကလေးပြန်ကြည့်ဘာလို့မုန်းတာလဲကိုယ်စိတ်ကလေးပြန်ကြည့်အဲ့ဒီမုန်းတဲ့စိတ်နဲ့ဖြစ်တဲ့စိတ်ကလေးကလည်းရှိသေးလားမရှိတော့မုန်းတဲ့စိတ်ကလေးမှမရှိတော့ရင်မုန်းစရာလိုသေးလားမလိုတော့ဘူးအဲ့လိုမကြည့်တဲ့အခါကျမုန်းတဲ့စိတ်တွေကဘာဖြစ်နေတော့ရှင်မထဲမှာသိထားတော့မပြီးနိုင်မစီနိုင်တဲ့အခဲမကြီးလို့ဖြစ်တာစိတ်ကလေးပြန်ကြည့်ကိုယ်စိတ်ကလေးပြန်ကြည့်မကျေနပ်တဲ့စိတ်ကလေးပြန်ကြည့်ချစ်တဲ့စိတ်ကလေးပြန်ကြည့်မုန်းတဲ့စိတ်ကလေးပြန်ကြည့်တဲ့အခါကျတော့စိတ်ကလေးကဘာဖြစ်လာလဲဆိုတော့
ဘာတွေ့တော့ဘာမရှိတာပဲတွေ့တာစိတ်ကလေးပြန်ပြန်တရားထိုင်တဲ့ခင်ဗျားတို့ကြည်ပြန်ကြည့်တွေးစိတ်ကလေးပြောလိုက်တွေးစိတ်ကလေးပြန်ကြည့်စိတ်ကလေးပြန်ကြည့်တော့တွေးစိတ်ကလေးရှိသေးလားမရှိတော့ဘူးတွေးစိတ်ကလေးမှမရှိတော့ရင်တွေးပါအောင်လားမတွေးတော့ဘူးဘာတွေပဲဖြစ်ပြီးဖြတ်နေတဲ့သဘာဝတရားပဲစိတ်ကကြိုရှိနေတဲ့တရားမဟုတ်ဘူးအာယုံဓာရတိုက်လို့ပေါ်လာတဲ့တရားစိတ်ဆိုတဲ့တရားကအာယုံဓာရတွေ့ဆုံကမုတ်ချစိတ်ဖြစ်ပေါ်တဲ့အာယုံဓာရတိုက်လို့ဘာဖြစ်တော့စိတ်ကလေးပေါ်လာတဲ့ဘုန်းကြီးကဒါလေးနည်းနည်းပြလိုက်မယ်စိတ်ဖြစ်ပုံလေးဘာနဲ့ဘာတိုက်လဲအာယုံရဲ့ဓာရရဲ့တိုက်တယ်ပြောစားရေးဘာနဲ့ဘာတိုက်တော့အာယုံနဲ့ဓာရတိုက်ပြောဘာနဲ့ဘာတိုက်အာယုံနဲ့ဓာရတိုက်တဲ့အခါကျတော့ဘာလေးပေါ်သွားစိတ်ကလေးပေါ်သွားတယ်ဒီမှာမျက်စိကြည့်နဲ့စနဲ့တိုက်ဘာစိတ်ပေါ်မြင်စိတ်ပေါ်နားကြည့်နဲ့သံနဲ့တိုက်ဘာစိတ်ပေါ်ကြားစိတ်ပေါ်နှာခေါင်းကြည့်နဲ့အနံ့နဲ့တိုက်နံစိတ်ပေါ်ရှားကြည့်နဲ့ရတာနဲ့တိုက်စားစိတ်ပေါ်ကိုကြည့်နဲ့တွေ့ထိစရာနဲ့တိုက်ရနာကောင်းစိတ်ပေါ်စိတ်နဲ့ကြံတွေးစရာနဲ့တိုက်ရနာကောင်းစိတ်ပေါ်ဒီမှာကြည့်ဒီမှာဒါအာယုဒါဓွာရဒီမျက်စိကြည့်နဲ့စနဲ့တိုက်တော့ဘာစိတ်ကလေးပေါ်ဒါမျက်စိကြည့်ဒါအစင်းကလေးပဲမျက်စိကြည့်အစင်းနဲ့ဘာတော့သွားတိုက်လိုက်တာတိုက်လိုက်တဲ့ခါကျတော့ဟောမြင်စိတ်ဖြစ်သွားတာအဲ့ဒါကိုငါမြင်တယ်လို့ပြောတာဘယ်မှာလဲငါသူတို့နှစ်ခုတိုက်လို့မြင်စိတ်ကလေးပေါ်နေတာအဲ့ဒီပေါ်လာတဲ့စိတ်ကလေးကလည်းတိုက်ပြီးရင်ပေါ်ပြီးရင်ချက်သူပြောင်းပြက်လို့ပေါ်လာတဲ့တရားလေးတွေကဘာတဲ့တော့ပေါ်လာတဲ့စိတ်ကလေးကဖြစ်ပြီးပြက်တယ်လို့သိဒီမှာညာပေါ်နေတာကရှင်းစိတ်သိသွားတာကနောက်စိတ်ဘာစိတ်နဲ့ဘာစိတ်ရှင်းစိတ်မရှိတော့တာကိုနောက်စိတ်ကသိသွားတာမရှိတော့တာကိုသိသွားတာရှင်းစိတ်ဖြစ်နေတာကိုသိတာကိုရှင်းစိတ်မရှိတော့တာကိုဘာလို့တော့သိသွားတာကဲဘယ်မှာတော့အဲ့ဒါကိုမသိတဲ့အခါကျတော့ဟိုကောင်မြင်တယ်ဟိုကောင်မမြင်တယ်ချစ်သူမြင်တယ်မုန်းသူမြင်တယ်လို့တော့ဘယ်မှာလဲအပြောအဖြစ်တော့ပြောလို့ရတယ်သဘောတရားကိုကောက်လိုက်တော့ဘာရှိတယ်ဘာမှမရှိဘူးဖြစ်ပြီးရင်ပြတ်တဲ့သဘာဝပဲရှိတယ်အာယုံတော့တိုက်သူနှစ်ခုတိုက်တယ်ဖြတ်သူပေါ်တယ်ပေါ်ပြီးပျောက်သွားတယ်ပျောက်တာကိုသိတယ်ဒါပဲရှိတယ်ပေါ်ယုံပျောက်ယုံရှိမနေဘုံဉာဏ်ကုန်စူးစိုက်ကြည့်ခုဘောခုကြည့်ခုမကြည့်ဉာဏ်သိချမ်းသာနေတဲ့ခုဘောခုကြည့်ခုရှိသေးလားရှိတော့မရှိတော့မရှိချမ်းသာလာပဲမုန်းတဲ့စိတ်မရှိရင်ချမ်းသာတာပဲချစ်တဲ့စိတ်မရှိရင်ချမ်းသာတာပဲကြိုက်တဲ့စိတ်မရှိရင်ချမ်းသာတော့တာပဲဟောဒီဉာဏ်ကလေးပေါ်လို့ချမ်းသာနေတာပဲဘောယုံပြောက်ယုံရှိမနေဘုံရှိမနေဘုံဉာဏ်ကိုစူးစိုက်ကြည့်ဉာဏ်နဲ့တကယ်ကြည့်လိုက်တဲ့အခါကျတော့ဘယ်မှာလဲချစ်သူဘယ်မှာလဲမုန်းသူဘာတွေပဲရှိတော့ပေါ်ယုံပြောက်ယုံလေးပဲဖြစ်ယုံပြက်ယုံလေးပဲလူတယောက်ကကိုယ်မကျေနပ်လို့ဆဲတယ်ဆိုတဲ့ကြောင့်ပါဆိုကဲဆဲတယ်ဆိုတဲ့စကားကလေပဲဗျအဲ့ဒီဆဲတယ်ဆိုတဲ့လေကလေးကအာယုံနဲ့ဓာတ်နဲ့လာတိုက်တော့ဖြတ်ဆိုမပေါ်ဘူးလားပေါ်လည်းဉာဏ်နဲ့ရောက်လိုက်တဲ့အခါကျဘယ်မှာလဲခွေးဆိုတဲ့စကားနွားဆိုတဲ့စကားဟဲ့ကောင်မဟိုကောင်မဆိုတာတွေရှိသေးလားရှိတော့ဖြစ်ပြီးပေါ်ယုံပြောက်ယုံလေးပဲအဲ့ဒါကြီးကိုမကျေနပ်ဘူးဆိုတာဘာလို့စိတ်ကိုတော့ငါသွားလှုပ်တာငါမရှိတော့ငါသွားလို့ရင်ဆင်းရဲပြီပေါ့ဖြစ်ပေါ်လာတဲ့စိတ်ကလေးကိုဘာလို့ရသလဲလို့မေးသတိပညာလေးနဲ့ကဲ့ထားတဲ့ခါကျတော့စိတ်ကလေးကခင်ဗျားတို့ကြည်ပြန်ကြည်ဒုတစ်ဖက်သားကိုမယုံတာဘာတော့မယုံတဲ့စိတ်လေးပြန်ကြည်ဒုတစ်ဖက်သားမကျေနပ်ရင်သူ့ကိုမကြည်နဲ့ကိုယ်စိတ်ကိုပြန်ကြည်ဒုတိယကိုမုံရင်သူ့ပြန်ကြည့်ပို့ဆိုးတယ်ကိုယ်စိတ်ကိုပြန်ကြည့်ကိုယ်စိတ်ပြန်ကြည့်လေမရှိတော့တာကိုသိတယ်ကိုယ်စိတ်ထဲမှာကဲမုန်းသူမရှိတော့ရင်သူ့မုန်းစရာလိုသေးလားမလိုတော့ဘူးလိုသေးလားမလိုတော့ချစ်စရာလိုသေးလားမလိုတော့မုန်းစရာလည်းမလိုတော့ဖြစ်ပြီးပြတ်သွားတာပဲလို့သိနေတာငါစိတ်ငါမရှိပါထင်ယုံတတ်တဲ့ပြောတော့ငါစိတ်ဘယ်မှာလဲငါစိတ်ရှိထုတ်ပြလေငါစိတ်ငါမရှိပါထင်ယုံတတ်တဲ့ကိုယ်ထင်တာဘယ်မှာလဲငါစိတ်ဘယ်မှာလဲငါဟာဘယ်မှာလဲငါစိတ်
ရှစ်စိတ်ချုပ်နောက်စိတ်စားထုတ်ရှစ်စိတ်ချုပ်နောက်စိတ်စားထုတ်ရှစ်စိတ်ချုပ်နောက်စိတ်စားထုတ်ရှစ်စိတ်ချုပ်နောက်စိတ်လာသေသွားတာဒါပဲကြည့်ခင်ဗျားတို့အဲ့ဒါခင်ဗျားတို့ချစ်စရာတွေနဲ့တွေ့တော့လေပျော်လို့မပြီးနိုင်ဘူးပျော်လို့မပြီးနိုင်တစ်လလည်းမပြီးနှစ်လလည်းမပြီးပျော်တဲ့အားတွေကပြီးသွားပြီခင်ဗျားတို့ဟာပြန်ဘာလို့လို့စမြုပ်ပြန်နေတာမိုးနဲ့စိတ်ကလေးကလည်းဘာလို့မကျေနပ်တဲ့စိတ်ကလေးကပြီးသွားပြီဒါပေမဲ့လို့မကျေနပ်ဘူးဟိုလူမကျေနပ်ဒီလိုဖြစ်တစ်လလည်းမပြီးတစ်နှစ်လည်းမပြီးဒီလိုဖြစ်နေတာတကယ်နဲ့ကိုယ်စိတ်ကိုပြန်ကြည့်အဲ့ဒီမုန်းတဲ့စိတ်တွေကိုယ်စိတ်ထဲမှာကြာကြာထားရင်ပူပူရတယ်မုန်းတဲ့စိတ်တွေမရှိတော့ရင်ချမ်းသာတယ်ခင်ဗျားတို့ပြန်ကြည့်ပြန်ကြည့်ပါစိတ်ဆိုတဲ့တရားတွေကဘာဖြစ်နေသလဲလို့မေးရင်ဖြစ်လိုက်ပြက်လိုက်တဲ့စိတ်ကဘလို့နေတော့ဖြစ်လိုက်ပြက်လိုက်စိတ်ကဘာတရားတော့အရှိတရားလားဟုတ်ဘူးဘယ်မှာရှိနေတော့ကြောက်တော့တစ်ခုသွားတော့မီးမပုတ်ဘူးလားမီးထွက်မလာဘူးလားဒါတော့အဲ့ဒီမီးကကြောက်တော့ထဲမှာရှိနေတာလားကြိုရှိနေလားအတွင်းထဲမှာဟောကြိုရှိလားအပြင်မှာဟောကြိုရှိလားအာယုံတော်နှစ်ခုတိုက်လို့ပဲပေါ်လာတာပေါ်လာတဲ့စိတ်ကလေးကဖြစ်ပြီးရင်ပြတ်သွားရတာပဲလို့ဘာရှိမှသိတာတော့ဉာဏ်ရှိမှသိတာအဲ့ဒီဉာဏ်ကလေးရောက်သွားလိုက်တာနဲ့တပြိုင်နက်တည်းခင်ဗျားတို့စိတ်အလိုမလိုက်တော့ဘူးဘာလို့လဲဘာကိုနိုင်သွားပြီစိတ်ကိုနိုင်စိတ်ကိုမနိုင်ရင်ခင်ဗျားတို့ကြီးအစွဲတွေနဲ့ပဲတန်ត្រာလေတော့မယ်ဒါစိတ်မချဘူးကြီးစိတ်မချဘူးမြင့်မစိတ်ချအိမ်စိတ်မချဘူးကားစိတ်မချဘူးစိတ်မချစိတ်မစားတဲ့စိတ်ကလေးနဲ့နေကြည့်ကဲစိတ်မချတဲ့စိတ်နဲ့နေရင်စိတ်နိုင်လို့လားမနိုင်လို့လားမနိုင်လို့ပဲကိုယ်စိတ်ပြန်မကြည့်ရင်စိတ်မချဘူးမချတဲ့စိတ်နဲ့သေးအိမ်ကိုဆွဲစိတ်မချရင်အိမ်ထဲမှာတရေဖြစ်ရင်အိမ်နဲ့ဖြစ်မဖြစ်ရင်အိမ်ဘေးထဲမှာလာဖြစ်မှာပဲဒါမှမဟုတ်အိမ်နဲ့လမ်းမှာလာဖြစ်မှာလာကြည့်နေမှာပဲတော့တရေဖြစ်အောင်ဘယ်သူကလုပ်တာတော့ခုစိတ်ကပဲလုပ်လိုက်တာဒါမကြွဘူးဆိုဘယ်သူကမကြွတာတော့ခုစိတ်ကပဲဆွဲလို့အဲ့ဒီအဆွဲရှိတဲ့နေရာလေးမှာတော့နေရတာအဲ့တော့ခင်ဗျားတို့တခါတလေပြန်ကြည့်တခါတလေကိုဒုက္ခကိုကိုရှာကြတာပဲဘသူဒုက္ခဘသူရှာတော့ကိုဒုက္ခကိုရှာနေကြတာကိုစိတ်ပြန်ကြည့်လူတယောက်မှာဘဝမှာငါတသက်တမ်းမှာမခေါ်တဲ့သူဘယ်နှယောက်ရှိတယ်2ယောက်ရှိရင်2ယောက်ဘာဖြစ်ရမှာတော့စိတ်ဆင်းရဲရမယ်စိတ်ငြိမ်းရမယ်အကုသိုလ်ဖြစ်မယ်အဲ့ဒီအကုသိုလ်ရဲ့ဘဝအဆက်ဆက်အဲ့ဒီလူတွေနဲ့ပြန်တွေ့ရတော့မယ်ဒါဆိုမခေါ်တဲ့သူမကျေနပ်တဲ့သူတွေစိတ်တွေဖြစ်တဲ့ပြန်ကြည့်ရှိသေးလားမရှိတော့ဘူးရှိသေးလားရှိတော့မခေါ်နိုင်တဲ့သူမခေါ်ခြင်းတဲ့စိတ်ကလေးဖြစ်လာတဲ့ခါကျပြန်ကြည့်တဲ့ခါကျမခေါ်ခြင်းတဲ့စိတ်ကလေးကမရှိတော့ဘူးလို့သိသွားရင်မခေါ်ခြင်းတဲ့စိတ်မှမရှိတော့ရင်ကဲခင်ဗျားတို့တွေမခေါ်ဘူးဆိုတာရှိပါဦးမလားမရှိတော့ဘူးပြန်ကြည့်အလဟတ်တမာနမထားနဲ့ကိုယ်စိတ်ကိုပြန်ကြည့်လေကိုယ့်ကိုပြန်တွေးကြည့်ဘာကိုကြည့်ရမှာတော့စိတ်ကိုပြန်ကြည့်စိတ်ကိုမကြည့်ရင်စိတ်ကလည်းတစ်စိတ်ချုပ်တစ်စိတ်ပေါ်တစ်စိတ်ချုပ်တစ်စိတ်ပေါ်ချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်စိတ်ကလည်းဘာလို့သိမြင်ပြန်နေတာစိတ်ကတော့တန်တန်းသွားနေတာဘာနဲ့တူတယ်လဲလို့မေးရင်သူတော်ကောင်းတယ်စိတ်ကကားလို့ပဲစိတ်ကဘာလဲတော့ကားလို့ပဲတဲ့စိတ်ကားကြီးမောင်းနေတာအဲ့ဒီကားမှာဘာမပါရင်တော့ဗရိတ်မပါရင်အန္တရာယ်ရှိမရှိဗရိတ်မပါတဲ့ကားဗရိတ်မမိတဲ့ကားမှောက်နိုင်တယ်ဘာလဲတော့ဗရိတ်မမိတဲ့ကားဘာဖြစ်တော့မှောက်နိုင်တယ်ဗရိတ်မရှိတဲ့စိတ်ဘာဖြစ်နိုင်လို့ဘဝပြတ်တတ်တယ်အလုံးအကျွံကြီးဒီကနေ့တထေးကြီးနောက်နေ့မွဲသွားပြီဒီနေ့ကောင်းမီပိုင်ရှင်ကြီးနောက်နေ့ပါတယ်တော့အမှုတွေနဲ့ရင်ဆိုင်နေရပြီကြီးခင်ဗျားတို့ကြီးစိတ်မတိုင်းနဲ့ထင်ရလောက်တာပျက်စီးဖို့ကြတော့လွယ်တယ်ခင်ဗျားတို့ကဗရိတ်မပါတဲ့ကားလိုပဲကိုသွားရမယ့်ခရီးဘာပါဖို့လို့တော့ဗရိတ်ပါမှကိုရက်ချင်တဲ့နေရာရက်လို့ရမှာဘာလဲတော့ဗရိတ်ပါမှကိုရက်ချင်တဲ့နေရာရက်လို့ရမှာစိတ်လည်းဒီတိုင်းပဲခင်ဗျားတို့ဗရိတ်ပါလို့ရှိရင်မကောင်းတာမကောင်းမလို့သိရင်ချက်ချင်းပြင်လို့မရဘူးလားရတယ်ဗရိတ်မပါတဲ့ကားကြတော့ရက်ချင်တဲ့နေရာရက်လို့မရဘူးဗရိတ်မပါရင်ကားမောက်တတ်တယ်ဗရိတ်မပါတဲ့စိတ်ဘဝပြတ်တတ်တယ်လိုက်ကြည့်ကြည့်ခင်ဗျားတို့ပတ်စံရှိတာပဲဆိုဘာလဲလို့အတင်းတွန်းလို့လှုပ်ချင်အဲ့ဒါတချို့သူအိမ်တော်နေပြက်ကွဲလူကလည်းရှုပ်ရှက်ခတ်ပြီးနေတာကြည့်ဒီနေ့ခေတ်တော့ကြတတ်လိုက်ပြန်ပြီတဲ့မကျင်နဲ့လို့ဟောဘာရှိလို့လဲ
ဆုံလို့စီလို့ဘယ်ကစလဲဒီစိတ်ကစတာချစ်တာလဲဒီစိတ်မုန်းတာလဲဒီစိတ်အပြစ်မြင်တာလဲဒီစိတ်ချစ်ခင်နေတာလဲဒီစိတ်နှလုံးဘဝင်မကြတာလဲဒီစိတ်ပြုံးကျင်တာလဲဒီစိတ်မဲကျင်တာလဲဒီစိတ်တရားလုပ်ကျင်တာလဲဒီစိတ်မလုပ်ကျင်တာလဲဒီစိတ်ခေါ်ကျင်တာလဲဒီစိတ်မခေါ်ကျင်တာလဲဒီစိတ်ပြောကျင်တာလဲဒီစိတ်မပြောကျင်တာလဲဒီစိတ်ပြန်ပြန်ကြည့်ကိုယ်စိတ်ကိုပြန်ပြန်ကြည့်ကိုယ်စိတ်ကိုပြန်ပြန်ကြည့်နေတဲ့ကိုယ်စိတ်ကိုပြန်ကြည့်အလိုမကျတဲ့စိတ်ကလေးပြန်ကြည့်အလိုမကျတဲ့စိတ်ကလေးကြည့်တော့အလိုမကျတဲ့စိတ်ကလေးကဘာလဲတော့ရှိသေးလားပြန်ကြည့်မရှိတော့ဘူးအလိုမကျတဲ့စိတ်ကလေးကသူတော်ကောင်းနေမရှိတော့ဘူးလို့သိတော့ရင်ငါဘာလိုမကျတာလဲဆိုတာဖြစ်ပါအောင်မလားမလာတော့ဘူးတခါခင်ဗျားတို့จิตတို့ကလေဟိုတခုခုဖြစ်လာရင်သူများလက်ညှိုးထိုးဖို့သူများကိုမင်းငေါဖို့သူများကိုခင်ဗျားတို့ကြည့်ဖို့လောက်စဉ်းစားနေတာခုစိတ်ကိုပြန်ပြန်ကြည့်သူ့မကျေနပ်ဘူးဆိုသူ့ကြည့်မနေနဲ့မကျေနပ်တဲ့စိတ်ကိုပြန်ကြည့်ဘာကိုမကျေနပ်တာလဲဘယ်အရာကိုမကျေနပ်တာလဲမကျေနပ်တဲ့စိတ်ဆိုတာဘာလဲကိုယ့်ကိုပြန်ကြည့်တော့မကျေနပ်တဲ့စိတ်ကလေးကလည်းဖြစ်ပြီးဖြစ်သွားအဲ့ဒါကြီးကိုကျတို့ကဘာလို့တော့မကျေနပ်တဲ့စိတ်ကြီးကိုအောင့်ထားတာတကယ်တမ်းတော့မကျေနပ်တဲ့စိတ်ကလေးကဖြစ်ပြီးပြတ်သွားပြီငါစိတ်ငါမရှိပါထေယုံတတ်သာဒါတရားနဲ့မနေတဲ့စိတ်ဟာလေအစပြောခဲ့ပြီဘုန်းကြီးတရားနဲ့မနေတဲ့စိတ်ဟာငါစိတ်ကောင်းတယ်လို့ပြောလို့မရဘူးဗဇက်ကဘယ်တော့ပြောငါလေသူတို့ဘောမှာငါစိတ်တွေကောင်းရတာနဲ့ငါဘောမှာသူတို့ကမကောင်းကြဘူးလို့ပြောတာကဲဘာဖြစ်လို့တော့ကိုယ်စိတ်ကိုတရားသဘောနဲ့မကြည့်ရင်စိတ်ကိုတရားနဲ့မကြည့်ရင်ကိုကောင်းတယ်လို့ထင်တာလူတွေကကိုယ့်မျက်ခြေကိုမမြင်ဘူးသူများမျက်ခြေသာမြင်တာသူများအပြစ်တာမြင်တာကိုယ့်အပြစ်မမြင်ဘူးကိုယ့်စိတ်ကိုပြန်ကြည့်တချို့ကဘာလဲလို့စိတ်ကြည့်ပြီဆိုရင်လေစိတ်ဆင်းရဲစရာတစ်ခုကြုံလာတယ်ပြဿနာတစ်ခုကြုံလာတယ်သူများမကြည့်ကိုယ်စိတ်ကိုပြန်ကြည့်လိုက်တယ်ဩဟိုတခြားကြောင့်ကိုယ်စိတ်ကလေးပြန်ကြည့်တဲ့အခါကျတော့ဟောစိတ်ကလေးပြန်ကြည့်အဲ့စိတ်ကလေးရှိသေးလားမရှိတော့ဩဖြစ်ပြီးပြတ်တာပဲငါကြုံရင်လို့ကြုံတော့မဟုတ်ပဲနဲ့ဘုရားတော်မှာကြုံပါသေးတာပဲလောကဓာတ်တရားဆိုတာဒီလိုပဲကြုံကြရတာပဲဆိုဟောကိုယ့်အကိုဖြေလို့မရဘူးလားကိုယ်သဘောကိုယ့်အကိုသိလို့မရဘူးလားကိုယ်စိတ်ကိုကိုယ့်အကိုနှလုံးသွင်းလို့မရဘူးလားဒါဆိုရင်စိတ်ကိုအေးချမ်းအောင်ဘယ်သူကလုပ်ပေးမှာတော့ကိုယ်စိတ်ကိုပူလောင်အောင်ဘယ်သူကလုပ်တာတော့ခင်ဗျားတို့ရင်ပတ်တဲကိုစိတ်ကြီးအောင်ဘယ်သူကလာလုပ်လို့ဘယ်သူမှမလုပ်လို့မရဘူးစိတ်ဆင်းအောင်ဘယ်သူကလုပ်လဲဘယ်သူမှမလုပ်ဘူးပြောအောင်ဘယ်သူကလုပ်ပေးမှာတော့အဲ့ဒါကိုစဉ်းစားပါဒကာကြီးတွေဒကာမကြီးတွေကြည်အခုကြည်စိတ်ဆိုတာဘာကြောင့်အာယုံတော်ရတိုက်လို့စိတ်ကလေးဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့စိတ်ကလေးကဒါတဲ့ဘယ်စိတ်ပေါ်ဘာဖြစ်တော့ဖြစ်ပြီးပြတ်ကြရတာပဲထာဝရတည်တတ်တယ်ဆိုတာမရှိဘူးစိတ်ဆိုတဲ့တရားတွေကပျော်တဲ့စိတ်ကလေးကလည်းဖြစ်ပြီးပြတ်တာပဲဘဝမှာလေခဏတိုင်းပျော်ခြင်းနေလို့လည်းမရဘူးအမြဲတမ်းစိတ်ညစ်ခြင်းနေလို့လည်းမရဘူးအကြောင်းရှိလို့အကျိုးဖြစ်တာပဲကြောင်းကျိုးဖြစ်ပေါ်လာတဲ့အကျိုးဓမ္မလေးတွေပေါ်မှာဉာဏ်ရှင်ပြီးတော့ကြည်ဉာဏ်ရှင်ကြည့်တဲ့အခါကျတော့ဟောအာယုံတော်တိုက်လို့ပေါ်လာတဲ့စိတ်ကလေးကလည်းဖြစ်ပြီးမပြတ်ဘူးလားဖြစ်ပြီးပြတ်လို့ဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကမဂ္ဂသစ္စာအဲ့ဒီပေါ်မှာတာယာနေတဲ့လောဘဒေါသမောဟတရားတွေသိမသွားဘူးလားသေတာသမုဒိယသစ္စာသမုဒိယချုပ်လို့နောက်တော့ကငြိမ့်တာကនិရောဓသစ္စာစိတ်ဓာတ်ဥပဒနာရှုတဲ့ဒီတိုင်းပဲဖြစ်ပေါ်လာတဲ့စိတ်ကလေးကိုဘာလို့မှလဲလို့မေးရင်တတိပညာနဲ့သူတော်ကောင်းတွေနိုင်အောင်ထိတ်စိတ်နိုင်ရင်ဘဝပိုင်ပြီစိတ်မနိုင်ရင်ဘဝပြတ်ပြီခိုင်းကိုဘဝကိုဘယ်သူကဖြည့်ဆည်းတော့ကိုစိတ်ကပဲဖြည့်ဆည်းတယ်ကိုစိတ်ကိုဘယ်သူကပဲကိုဘဝကိုဘယ်သူကမြင့်တင်ပေးတော့ကိုစိတ်ကပဲမြင့်တင်တာကိုနိဗ္ဗာန်ပို့မှာဘယ်သူကပို့ပဲဒီစိတ်ကိုအမိပြုကျင့်မှနိဗ္ဗာန်ရောက်မှာကိုဘဝကိုဘယ်သူကဖြည့်ဆည်းတော့ဒီစိတ်ကပဲကိုယ့်ကိုဖြည့်ဆည်းလို့ကိုယ့်ကိုအောက်တန်းကျသွားတာအပေတိရောက်အောင်ကျသွားတာကိုယ့်ဘဝပြတ်သွားတာအရာတို့ကြီးအရာတို့ပေါ်သေးသေးမတတ်နဲ့ဒီစိတ်ကလေးကိုဒီစိတ်ကလေးနိုင်မှစိတ်ကိုနိုင်ရင်တတိကံဒီဉာဏ်ကလေးကင်တာစိတ်ကလေးကိုနိုင်ရင်လည်းဆိုရင်တတိလေးခံလိုက်တဲ့အခါကျတော့ဟောဒီတတိပညာဝိရိယတရားလေးတွေနဲ့ဝိရိယတွေစပြီးတော့တမာရီတရားလေးတွေပညာတရားလေးနဲ့ရှုမှတ်ပါဗျာအားထုတ်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်တွေရဲ့ဖြစ်ချုပ်သွားတာလေးတွေပေါ်ပြီးပျောက်သွားတာလေးတွေကိုမသိနိုင်ဘူးလား
စိတ်ဆိုတဲ့တရားလေးပြန်ကြည့်ဒါကြောင့်တစ်ခနဲ့ဖြစ်သူများကိုမကြည့်တဲ့အချင်းကိုမလုပ်နဲ့ကိုယ့်ကိုပြန်ကြည့်တစ်ခနဲ့ဆိုကိုယ်စိတ်ပြန်ကြည့်ဘာလို့ကိုယ်စိတ်ကလေးပြန်ကြည့်ဘာပြန်ကြည့်လဲဖျားချေကိုလည်းကိုယ်စိတ်ကလေးပြန်ကြည့်သူများဆဲတော့မယ်ဆိုလည်းကိုယ်စိတ်လေးပြန်ကြည့်သူများအတင်းပြောတော့မယ်ဆိုကိုယ်စိတ်လေးပြန်ကြည့်သူများမကျေနပ်ဘူးဆိုလည်းကိုယ်စိတ်လေးပြန်ကြည့်ကိုကလိုမကြဘူးဆိုလည်းကိုယ်စိတ်လေးပြန်ကြည့်ကိုယ်စိတ်ကလေးကိုဘဝမှာနေရတာမပြောဘူးဆိုလည်းကိုယ်စိတ်လေးပြန်ကြည့်စိတ်ကလေးတွေကဘာလို့ဖြစ်ပြီးပြက်ဖြစ်ပြီးပြက်ဖြစ်ပြီးပြက်စိတ်တွေကဘာလို့ဖြစ်ပြီးပြက်ဖြစ်ပြီးရှိသေးလားပြင်းတဲ့စိတ်ကလေးရှိသေးလားမရှိတော့ဘူးပြင်းတဲ့စိတ်မှမရှိပြောရပြီပေါ့ပြောတဲ့စိတ်ကလေးရှိသေးလားမရှိတော့ပြောတဲ့စိတ်မှမရှိတော့ဘူးဆိုဖြစ်ပြီးပြက်သွားပြီကဲဘာပဲရှိတော့ဖြစ်ပြက်ပဲရှိတယ်လို့ညာသိနေရင်ခင်ဗျားတို့အပျော်လည်းမမှတ်တော့ဘူးကောင်းတာဆိုးတာတွေခွဲခြားမနေတော့ဘာလာကောင်းတယ်ကောင်းရင်လည်းဘာဖြစ်တော့မခံစားတော့ဘူးလိုက်ပြီးတော့ตาရမနေတော့ဘူးပြက်ရင်လည်းပဲဝမ်းနေမနေတော့ဘူးကြောင်းကျိုးကြောင့်ဖြစ်တာပဲလို့စိတ်ကတီးသွားတယ်ကဲဟောမှာစိတ်ဆင်းတာဟိုမျက်ရည်လည်းကြာအဲ့လိုလည်းမပြောစားလို့လည်းမဝဲဖြစ်မှာပေါ့ကွာအကြောင်းကြောင့်ပါကျိုးဖြစ်တာပဲလို့စိတ်ကဒီအကြောင်းကျိုးဖြစ်တဲ့စိတ်ကလေးကလည်းဖြစ်ပြီးဖြတ်တာပဲကြာစိတ်ရတာကြာမနေတော့စိတ်ဆင်းရတာကြာမနေတော့ဘူးစိတ်ရှုတာကြာမနေတော့ဘူးဉာဏ်နဲ့ကြည့်တော့ဖြစ်ပေါ်လာတဲ့တရားလေးတွေကဖြစ်ပြီးပြက်လို့ဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကလောဘဒေါသမောဟဆိုတဲ့စိတ်ဆိုးစိတ်ရိုင်းတွေတည်သွားတာကနောင်ခန္ဓာမလာတော့တာကဒီလိုရှုမယ်ဆိုရင်လည်းစိတ်ရှုရင်လည်းနိဗ္ဗာန်မျက်မှောက်ပြုနိုင်တာသစ္စာဆိုင်နိဗ္ဗာန်ဝင်နိုင်တယ်ဆိုတာကိုသဘောကျပြီးတော့အလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းများကိုယ်စိတ်ကိုနိုင်မှစိတ်ကိုနိုင်အောင်ကိုယ်စိတ်ကလေးကိုအမြဲတမ်းနိုင်အောင်တတိပညာနဲ့ကြည့်ပြီးတော့ရှုမှတ်ပွားများအထောက်နိုင်ကြသဖြင့်မြင့်မြတ်တဲ့အထက်တန်းကြတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့တိုက်တွန်းဆန္ဒပြုရင်းနဲ့ချိန်စစ်လို့သာဓုခေါ်တော်ကြအောင်စို့ဗျာ